จะเป็นเรื่องมุ่งใจนะจริงๆเนี่ยน่าอะไรก็อัฟเฟบเยอะป่ะอืมအားကြပါအောင်မဲနဲ့ရှယ်ဒီရှယ်ကောင်းအဲ့မင်းယူသေးဦးကြအောင်ဖြစ်သေးတဲ့အာလူကြော်တုပ်ပွေးရာဒီမှာ မဲနဲ့တော်တော်တုပ်ပွေးတွေဖြစ် အင်းကြီးနဲ့တဲ့အမဲနဲ့ ချောင်းဆူကျန်းပြီး အခါမှ လန်ထနေမှာမဲသားကိုစပလင်းနဲ့ထောင်း အိန္ဒိယလူမျိုးတွေက ဘိန်းချင်းနဲ့နှက်ချက် သားချင်ဒင်းရင်တဲ့ချင် ပူပူ လေး လေး ကောင်းတယ် အားကြပါဦးပြောဘူးဒင်းရင်ထည့်လိုက်တော့အသားကလုံးဝထွေးလေးနဲ့ပြဲပြဲလေးဖြစ်သွားတာဟုတ်အရင်အီသွားလဲမဟုတ်စားလို့လဲဝါလို့လဲကောင်းသူ့စရာအတွက်ကြာငံလုံးနေစလုံးငပိကောင်ကျော်တဲ့စားကြည့်လိုက်အငယ်အပြားတော့မထားပြစ်ငါ6ဒီပါငါ6ကြီးဘာမှငပိကောင်မဟုတ်နည်းနည်းဆက်တပလင်းနဲ့အမဲနဲ့တင်ကျင်းနဲ့ဆက်တောင်းမကောအနှစ်ကရွှေကြဟဲ့ငါပြီးကောင်ကျော်ဆိုပြီးကျင်းထည့်ထားတယ်ဒီများစီပွားရေးတုံးနေတော့ငါ6ကျော်တဲ့သူတွေတော့မိခတ်တယ်ဟာစက်ကြရင်တော့အမှစားကြလုံးအရင်နွေးလေးနဲ့ဆိုရှယ်ဖြစ်မှာရေနဲ့ဆိုအဆက်မပြေကိုမဲနဲ့လေးပဲကောင်းတယ်ရှိုးလိုက်